ကဲအားလုံးမင်္ဂလာပါကျွန်တော်ဒီတစ်ခေါက်ကဒီမလေးရှား UNHCR ရဲ့ website အသစ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ဆိုတော့ကိုကလုတ်တတ်တယ်ဆိုရင်ဒီဗီဒီယိုကြည့်မှလုတ်လို့ရပါတယ်ဒါပေမဲ့ကိုကမလုတ်တတ်ဘူးကိုမှဗိုင်းရပ်စ်ကဒီအားနည်းချက်တွေရှိတယ်ဆိုရင်ရုံးကိုလာပါရုံးစီမှာလူကိုယ်တိုင်လာလုပ်ပါလို့အကြံပေးချင်ပါတယ်ကဲဒါဆိုကျွန်တော်ကတော့ဒီ screenshot တွေနဲ့ step by step ကျွန်တော်ပြပေးမှာဖြစ်ပါတယ်အဆုံးထိကြည့်ဖို့တောင်းဆိုချင်ပါတယ်ကဲစလိုက်ရအောင်နော်ဆိုတော့ဒီ Google Chrome ဖြစ် Google မှာဖြစ်ပေါ့နော်ကျွန်တော်တို့ဒီ UNHCR မလေးရှားလို့ကျွန်တော်ရေးလိုက်တဲ့အခါမှာဒီအဲ့ဒီ website ကိုနှိပ်လိုက်တဲ့အခါမှာဒီလိုပေါ်လာတာပေါ့နော် UNHCR have ဆိုတဲ့ဟာအဲ့ဒီ title ပေါ်တာပေါ့နော်သူ menu အနေနဲ့ပေါ့နော်အဲ့မှာဘယ်မှာသွားရမလဲလို့ပြောရင် my submit portal ဆိုတဲ့ဟာရှိတယ်ပေါ့နော်ဒီနားမှာ menu အောက်ဘက်မှာကျွန်တော်တစ်ချက်ကြည့်လိုက်တဲ့အခါမှာဒီလိုပေါ်လာတယ်ရှိတယ်ဒါမှမဟုတ်လည်းဒီ menu ဆိုတဲ့နေရာမှာတစ်ချက်နှိပ်လိုက်အဲ့ဒီ menu မှာနှိပ်လိုက်တဲ့အခါမှာရောကျွန်တော်ကအဲ့မှာ my submit တွေ့လာဒီမှာ my submit portal ဆိုတာရှိတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ကစပြီးမှကျွန်တော်နှိပ်ရမှာဖြစ်ပါတယ်ဒါကတော့ UN ကမရှိတဲ့လူတွေကို register လုပ်တဲ့နည်းဖြစ်ပါတယ်နော်ကဲကျွန်တော်စမှကြည့်ရအောင်အဲ့မှာနှိပ်လိုက်ပြီဆိုရင်ဘာပေါ်လာလဲတော့ဒီနားမှာအောက်ဘက်ကိုတစ်ချက်ဆင်းလိုက်ပါနော်အဲ့ဒီ website ကိုအောက်ဘက်မှာအောက်ဘက်မှာဆင်းလိုက်တဲ့အခါမှာ sign up ဆိုတာပေါ်လာ create your account and start your application ပေါ့နော်အဲ့ဒီဟာကိုကျွန်တော်ကနှိပ်ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ sign up ဆိုတာနှိပ်လိုက်မယ်နော်နေပြီဆိုရင်ကျွန်တော်က UN ကမရှိတဲ့အတွက် no I am not register ဆိုတာကိုရွေးရမှာဖြစ်ပါတယ်ဒါအောက်ဘက်ကိုပြန်ဆင်းလိုက်နော်ဒါလေးကိုတွေ့အောင်ရှာပါပြီးရင်ကျွန်တော်ကဒီနားမှာ I have reached and understand the privacy notice time ပေါ့နော်အဲ့ဒီစာကိုပြန်မှတစ်ခေါက်ပြန်နှိပ်ပါနော်နှိပ်လိုက်တဲ့ခါမှာဘာပေါ်လာလဲပြောတယ်ပေါ့နော်ကျွန်တော်ကြတော့အမှန်ချင်းနှိပ်ထားတာပေါ့နော်ဒါတကယ်လို့အမှန်ချင်းမနှိပ်ထားဖို့ဆိုအမှန်ချင်းနှိပ်ဖို့လိုတယ်ပြီးရင် continuous ဆိုတာကိုနှိပ်ပါနော်ကဲ continue ကိုနှိပ်လိုက်တဲ့အခါမှာနံပါတ်1ကျွန်တော်ထည့်မှာက email ဖြစ်ပါတယ် email နဲ့ Gmail အတူတူပဲเนาะဒါနားမလည်မှာဆိုတော့ကဲကိုယ့်ရဲ့ email ကတော့တည်တဲ့အတိုင်းကိုဖုန်းထဲမှာရှိတဲ့အဲ့ဒီemail တွေကတော့တေချာလေးactive ဖြစ်ဖို့လို့လိုတာပေါ့เนาะတချို့ email တွေကတော့ခုတ်မဝင်တဲ့ email တွေရှိတယ်အဲ့မျိုးဆိုတော့ရုံးကိုလာပါဆရာတွေကိုမဲပါတေချာလေးလုပ်ပါเนาะကိုယ့်ရဲ့ email က active ဖြစ်နေဆိုရင်ဒီမှာ email ထည့်ပါပြီးရင် send verifying code verification code ပေါ့เนาะနားမှာခုတ်က email မှာပို့လာမှာဖြစ်ပါတယ်6ခုပေါ့เนาะအဲ့မှာ6ခုကိုဒီမှာပြန်မှထည့်ပါထည့်ပြီးပြီဆိုရင် verifying code ကိုပြန်နှိပ်ပါเนาะကဲဒီမှာဆိုတော့ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုထည့်ပါဖုန်းနံပါတ်ထည့်ပြီးဆိုရင် send verification code ကိုပြန်မှနှိပ်ပါအဲ့ဒါဆိုရင်ကိုယ့်ရဲ့ဖုန်းထဲမှာဒီ code နံပါတ်6ခုပို့လာလိမ့်မယ်ပို့ပြီးပြီဆိုတော့ဒီမှာပြန်မှထည့်လိုက်ပါထည့်ပြီးပြီဆိုတော့ send verification code ကိုပြန်မှနှိပ်လိုက်ပါအဲ့ဒါဆိုတော့သူတို့အတည်ပြုသွားပြီเนาะဒီ email ရောဖုန်းနံပါတ်ရောအတည်ပြုသွားပြီဟာကျွန်တော်တို့က new password ပေါ့เนาะအဲ့မှာ new password လို့ပြောရင်ဥပမာအနေနဲ့သူကကိုခုဖြစ်ရမယ်ပေါ့နော်နံပါတ်ရောကနန်းရောစသဖြင့်ပေါ့နော်အခုဒီမှာ example လေးကျွန်တော်ပြထားမယ် just j ကိုအကြည့်မဲ့ simple 26 at စသဖြင့်ပေါ့နော်အခုကျွန်တော် example ပြထားပါတယ်အဲ့ဒီအတိုင်းကိုကိုမတူအောင်တော့လုပ်ပေါ့နော်password ကနှိပ်ပြီးဆိုရင်တော့ create account ကိုနှိပ်ပါ create account နှိပ်ပြီးဆိုရင်အမှအောက်ဘက်မှာဆင်းလိုက်ပြီဆိုရင် start now ဆိုတဲ့ဟာရှိတယ်ပေါ့နော်အဲ့ဒီ start now ကိုပြန်မှနှိပ်ပါကဲ start now ပြီးတော့တဲ့အခါမှာကျွန်တော်တို့ကဒီ passport တွေကိုမလုပ်ပါနဲ့เนาะကျွန်တော်တို့ကိုက yes scan my passport ပါတယ်မနှိပ်ပါနဲ့ဒီဘက်က no enter my data manually ဆိုတာကိုရေးပါเนาะဒီတစ်ခုကိုရေးပါပြီးတော့ပြီဆိုရင်ကျွန်တော်တို့ဘာထည့်ရမလဲလို့ပြောရင်အဲ့မှာကိုယ့်ရဲ့ document ကိုယ့်ရဲ့ community ကရဲ့နာမည်ဒီမှာရေးရမှာဖြစ်ပါတယ်နာမည်မမစင်နဲ့ပြီးရင်မွေးတက် grade ပေါ့เนาะရက်လနှစ်ကိုရေးရမှာဖြစ်ပါတယ်ပြီးရင် country of origin ဆိုတာကအဲ့မှာကျတော့မြန်မာလို့ရေးလိုက်ပါပြီးပြီဆိုတော့အဲ့မှာ search ဆိုတဲ့နေရာမှာကျတော့ main ကလေးယောက်ျားကိုရေးရမှာဖြစ်ပါတယ်ဒီကျတော့ဒီနားမှာကိုက Christian ဆိုရင် Christian ပေါ့เนาะအဲ့မှာရေးလို့ရပါတယ်အမှ option အများကြီးပေးထားတယ်ပြီးရင်ဒီမှာ refugee Malaysia reference number ဆိုတာက community card လုတ်တုံးကဒီပေးလိုက်တဲ့စာရွက်ရှိတဲ့ RM0 blah blah ဆိုတဲ့ဟာမျိုးပေါ့เนาะအဲ့ဒီထက် number ကိုဒီနားမှာထည့်ရမှာဖြစ်ပါတယ်ပြီးရင်ဒီမှာကအိမ်ထောင်တယ်လားအပြိုလားလို့ပြိုလားပေါ့နော်အဲ့ဒီဟာကိုလည်းရွေးရမှာဖြစ်ပါတယ်เนาะဒီနားမှာနေမှရွေးကြပါကဲပြီးတော့ပြီဆိုရင်တော့ကျွန်တော်တို့ကဒီ next ကိုပြန်သွားမယ်เนาะ next ကိုပြီးတော့တဲ့အခါမှာကျွန်တော်တို့ဒီ
ဆိုတော့ဒီနားမှာဘယ်မှာကိုယ့်ရဲ့နေရာလိပ်စာပေါ့နော်ဒီမှာ country ကြတော့မြန်မာပေါ့နော်ပြီးရင်ကျွန်တော်တို့ကဒီနားမှာဘယ်ကလာလဲပေါ့နော် where did you come from ပေါ့နော်ဆိုတော့မြန်မာရေးမဲ့ပြီး Kachin state ကယား state စသည်ဖြင့်ပေါ့နော်ဒီမှာ state ကြောင့်မတူပေါ့နော် Kachin ပြည်နယ်ကလာတယ်ဆိုတော့ Kachin state ကိုရေးမှာဖြစ်ပါတယ်ဒီတော့ where do you live now ဆိုတာကတော့မလေးရှားပေါ့နော်ဂျိုဟိုဆိုတဲ့ဂျိုဟိုကွာလာလမ်ပူဆိုတဲ့ကွာလာလမ်ပူဒီဆလန်ငေါဆိုတဲ့ဆလန်ငေါဒီနားမှာရေးမှာဖြစ်ပါတယ်နော်ဒီမှာကျွန်တော်ကတော့ကွာလာလမ်ပူနေတဲ့အတွက်ကွာလာလမ်ပူရေးထားတာဖြစ်ပါတယ်ကဲပြီးရင်တော့ကျွန်တော်ဆက်ပြီးတော့ရအောင်ကဲအဲ့မှာကျတော့ basic info လေးပေါ်သွားပြီပေါ့နော်ဒီမှာပြည့်ချက်လက်မှန်မှန်တေချာလေးစစ်ပါတကယ်လို့မမှန်ဘူးဆိုရင်ဒီမှာ edit personal information ဆိုတာရှိတာတေချာလေးကိုအဲ့မှာပြန်မှ edit လုပ်လို့ရပါတယ်နော်ကဲပြီးရင်ကျွန်တော်ကမှကဘာပြန်ထပ်ဖြစ်ရလဲလို့ date of entry လို့ပြောတာ date of entry ကျတော့မလေးရှားရောက်တဲ့ရက်လနှစ်ကိုရေးရမှာဖြစ်ပါတယ်เนาะဒါကတော့ကျွန်တော် community card လုံးလုံးကပေးလိုက်တဲ့အဲ့ဒီ UN လျှောက်ထားတဲ့စာရွက်ပေါ်မှာဒီအားလုံးပါပြီးသားဖြစ်တယ်ပေါ့နော်ကိုကတည်ဖို့ဆိုရင်အဲ့မှာကြည့်လို့ရပါတယ်နော်ပြီးတော့ပြီဆိုရင်ဒီမှာကိုယ့်ရဲ့ email တွေကိုယ့်ရဲ့ phone number လေးတေချာလေးစစ်ပါမှန်ပေါ့နော်တကယ်လို့မမှန်ဖို့ဆိုရင်လည်း previous ကိုပြန်သွားပါနော်ကိုက email တွေမှလည်းဆိုရင်ဒီနောက်မှာကိုကဘာသာစကားကိုပြန်ရွေးပါဘာသာစကားရွေးနေမှာမြန်မာလို့အဲ့မှာရွေးလို့ရပါတယ်နော် option ပေးထားပြီးသားဖြစ်ပါတယ်ကဲအဲ့မှာကျတော့သူက step 5အနေနဲ့ပေါ့နော် do you have any difficulty walking seeing hearing ဆိုတာကခမရမှာလမ်းချောက်လို့မရဘူးလားမျက်စိမမြင်ဘူးလားနားမကြောက်လားဆိုတာစဖြစ်ပေါ့နော်တကယ်လို့အဲ့မျိုးရှိတယ်ဆိုရင် yes ပေါ့ရေးပေါ့နော်ဒီမှာကျတော့ကျွန်တော် no ပဲသွားမှာဖြစ်ပါတယ်ဆိုတော့ကိုဝန်ဆောင်ဆိုရင်ဒီမှာကိုဝန်ဆောင်ရဲဆိုရင် yes အမှရေးလို့ရပါတယ်နော် option တော့ရှိမှာပါဒါပေမဲ့ကျွန်တော်ကျတော့ဒီနေ့ဒါတွေကိုကျွန်တော်မရေးတော့ဘူးနော်ကြော်လိုက်ပါမယ်ကဲပြီးတော့ပြီဆိုရင်တော့ဒီတစ်ခေါက်တော့ကိုယ့်ရဲ့ passport photo ထည့်ရမှာဖြစ်ပါတယ်ဒီနားမှာကဲဘယ်လိုထည့်ရမလဲဆိုတော့ဒီနားမှာဟိုကတေချာလေးရှင်းပြတာဟုတ်တယ်နော်ကဲဒီနားမှာကိုကအဲ့ဒီ passport တပ်ပုံပေါ့နော်ထည့်တဲ့အခါမှာကိုရဲ့စပင်းနေမျက်နှာဖုံးနေတာတွေလုံးဝမဖြစ်စေရဘူးပေါ့နော်ဒီနားတွေတေချာလေးလုပ်ပါပြီးရင် background ကအရေးကြီးတယ်ဒီ background မှာအရေးပေါ်နေတာတွေbackground မှာတခြားဒီပုံတွေပေါ်တာတွေမဖြစ်စေရဘူးဒီအရန်မဲနေတယ်ပေါ့နော်မောင်နေတယ်ပြီးရင်ဒီကောင်ကဒီဘယ်လိုပြောလဲကင်မရာနဲ့အရန်ဝေးနေတာတွေရှိဒီကောင်ကင်မရာနဲ့အရန်နေရစဖြစ်လူနှစ်ယောက်ပုံတွေပြီးရင်စပင်းကမျက်စိဖုံးတာတွေမျက်မှန်တတ်တာတွေလုံးဝမလုပ်ပါနဲ့ကဲအဲ့ဒါပြီးပြီဆိုတော့ကျွန်တော်တို့ကတေချာလေးရိုက်ပေါ့နော် selfie ရိုက်တဲ့ခါမှာတေချာလေးရိုက်ပါဒီ speed နေပါတွေကြိတ်ကြီးတွေတေချာလေးတတ်ပါနော်ပြီးပြီဆိုတော့ကျွန်တော်တို့ကဒီနားမှာပေါ့နော် upload photo ဆိုတာရှိရမလားအဲ့ဒီ upload photo ကိုနှိပ်ပါ upload photo ကိုရိုက်ထားပြီးသားတပ်ပုံကိုဒီမှာပြန်တင်ရမှာဖြစ်ပါတယ်ပေါ့နော်ဟိုတခါတည်းရိုက်ထည့်မယ်ဆိုတော့ဒီ ticket photo ကိုရေးပါဒါမှမဟုတ်ကိုရိုက်ပြီးသားထည့်ချင်တယ်ဆိုတော့ဒီဟာလေးရွေးပါကျွန်တော်ကြတော့ရိုက်ပြီးသားကိုပဲကျွန်တော်ထည့်တာဖြစ်ပါတယ်ပုံမှန်အဆင်ပြေတယ်ကဲပြီးရင်ကျွန်တော်ကပြန်မှတခြားပြန်သွားမယ်ပြီးရင်ဒီနားမှာကိုယ်တပ်ပုံထည့်ပြီးဆိုရင် yes continue ပေါ့နော်အဆင်ပြေတယ်ဆိုတော့ continue ပဲသွားပါပေါ့နော် document type ဆိုတဲ့နေရာမှာကျွန်တော်ရေးရမှာက other complementary document ဆိုတာကိုရေးပါနော်ဒါလေးကိုရေးပြီးမှတော့ကျွန်တော်တို့ကဒါလေးကိုတေချာလေးဖြည့်ပါပြီးရင်ဒီမှာဘယ်နေ့ကဒီ community card ထုတ်ပေးတယ်ဒီမှာcommunity card တက်တန်းကုန်ဆုံးတယ်ဆိုတာမျိုးတေချာလေးထည့်ရတာပြည့်တက်တန်းမရှိရင်ဒီမှာထည့်လို့မရဘူးเนาะဆိုတော့အဲ့ဒါကြောင့်ကျွန်တော်တို့ community card တက်တန်းရှိဖို့တော့အရေးကြီးတယ်ပေါ့เนาะလိုတာပေါ့เนาะကဲဒါတွေထည့်ပြီဆို next ပြန်သွားပါမယ်ကဲပြီးတော့ပြီဆိုတော့ဒီနားမှာကျွန်တော်တို့ကကိုယ့်ရဲ့ဒီ community card ကိုပြန်မှထည့်ပါ step 7ပေါ့เนาะကိုယ့်ရဲ့ဒီ community card ကိုပြန်မှတပ်ပုံရိုက်မှတင်မလားဒါမှမဟုတ်ရင်upload copy လုပ်မလားပေါ့เนาะပြီးပြီဆိုရင်ကျွန်တော်တို့ကကဲပြီးသွားပြီဆိုရင်အောက်ဘက်ကိုတစ်ချက်ဆင်းလိုက်အောက်ဘက်မှာတစ်ချက်ဆင်းတဲ့အခါမှာပေါ့เนาะအမှ have you add all your document လို့ပြောတယ် document ဆိုတာကကိုယ်နဲ့သက်ဆိုင်တဲ့အရာကိုပဲထည့်ရတာဖြစ်ပါတယ် document ကိုထည့်ပါလို့သူပြောတာမထည့်နဲ့ရတယ်ပေါ့เนาะဒီ community card နဲ့ဆိုရင်အဆင်ပြေပါပြီကဲပြီးသွားပြီဆိုတော့ကျွန်တော် add your family member ဆိုတဲ့နေရာမှာပေါ့เนาะဘာတွေကမလေးရှားမှာနေတဲ့လူပဲဖြစ်ရမယ်ပြီးရင်ဒါမိမဒါမှမဟုတ်ရင်အသက်16နှစ်အောက်ကလေးတွေကိုဒီနားမှာထည့်လို့ရတယ်ပေါ့နော်အဲ့မှာထည့်မယ်ဆိုရင် yes ဆိုတာနှိပ်ရတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ကြတော့ဒီနေ့ကတော့တယောက်ထည့်လုပ်မှာဖြစ်တဲ့အတွက် no ပဲကျွန်တော်တောင်းမှာဖြစ်ပါတယ်နော်နောက်မှပြန်မှတင်ပေးမယ်ဒီ family တွဲတဲ့ဟာကြတော့ကဲကျွန်တော်ကြတော့ no နှိပ်လိုက်မယ်နော်ကိုက family မရှိဘူးဆို no ပဲနှိပ်ပါပြီးရင်ဒီနားမှာကိုယ့်ရဲ့အချက်လက်ဒီနားမှာအနေပေါ်တယ်ပေါ့နော်အနေပေါ်တယ်ဆိုတော့ကိုကမပြီးသေးလို့ဖြစ်တယ်ပေါ့နော်ဒီနားမှာတေချာလေးကြည့်ပါအောက်ဘက်ကိုတစ်ချက်ဆင်းလိုက်ပါအောက်ဘက်မှာဆင်းလိုက်တဲ့အခါမှာပေါ့နော် location prefer ပေါ့နော်ငါတို့ပြန် select လုပ်ရမယ်နော်အဲ့မှာ select တဲ့ဟာပေါ်တယ်နော်ဒီနားမှာ
သူကရွယ်ကယူတဲ့အခါပဲမှာယူမလဲပေါ့နော်ကွာလာလမ်ပူယူမလားဆိုတာမျိုးပေါ့နော်သူကဒီနေ့မှာ select လုပ်ရမှာဖြစ်ပါတယ်ကိုက select လုပ်လိုက်တဲ့အခါမှာဒီမှာ UNHCR ကွာလာလမ်ပူမှာပေါ့နော်တဲ့ UN ကအဲ့မှာယူမှာဖြစ်ပါတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ပြီးပြီဆိုတော့ဒီမှာ information is complete and ready to submit ဆိုတဲ့ညမှာclick နှုတ်ပါနော် click နှိပ်ပါclick နှိပ်ပြီးပြီဆိုတော့ကျွန်တော်တို့က submit ဆိုတာထည့်လိုက်ပါကဲ submit ထည့်လိုက်ပြီဆိုတော့ကိုယ့်ရဲ့ information ထည့်တာကပြည့်စုံသွားပြီဒီနောက်မှာအစိမ်းရောင် request send ပေါ့နော်ပြီးသွားပြီနော်ဒါကတော့ကျွန်တော်တို့တယောက်ထင်းတဲ့ကျွန်တော်ကိုဒီ website အတစ်မှာကိုယ့်ရဲ့ information အချက်လက်ကိုဘယ်လိုထည့်မလဲဆိုတဲ့ဟာကိုပြောပြခြင်းဖြစ်ပါတယ်နောက်ပိုင်းဆိုတော့ကျွန်တော်တို့ဒီUN တွဲတဲ့ဟာတွေရောတင်ပေးမယ်ပြီးရင်ကျွန်တော်အဖမ်းအဆီးဘယ်လို report တယ်ဆိုတဲ့ဟာတွေရောကျွန်တော်တို့ step by step ပြန်မှတင်ပေးမှာဖြစ်ပါတယ်ကဲကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်